ကျွန်တော်တို့ Teach Online YouTube Channel ဟာဆိုရင် Social Media နဲ့ပတ်သက်တဲ့နည်းပညာတွေနဲ့အသစ်သောအကြောင်းအရာတွေကိုလေ့လာပြီးတော့အများအားတင်ဆက်ပေးရရှိနေပါတယ်ဗျ။ဒါကြောင့်မလို့ကျွန်တော်တို့ဗီဒီယိုတစ်ခုတင်တိုင်းအမြန်ဆုံးကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဒီနားက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ဗျ။အားလုံးပဲမင်္ဂလာပါဗျ။ Teach Online YouTube Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုထဲမှာကျွန်တော် USA TikTok account ဖောက်နည်းလေးကိုပြပြပေးထားပါတယ်ဗျ။ USA TikTok account ဖောက်ဖို့အတွက်ကျွန်တော်တို့အရင်ဆုံးလိုတာကတော့ US VPN လိုပါတယ်ဗျ။အဲအတွက်ကြောင့်ကျွန်တော်တို့ download ဆွဲဖို့အတွက် Play Store ထဲကိုဝင်လိုက်ပါမယ်ဗျ။ Play Store ထဲကိုရောက်ပြီဆိုရင် search မှာ USA VPN ဆိုပြီးရိုက်ရှာလိုက်ပါမယ်။ရိုက်ရှာလိုက်ပြီဆိုရင်အောက်ကိုနည်းနည်းလေးဆွဲလိုက်ပါမယ်ဗျ။အောက်ကိုနည်းနည်းလေးဆွဲလိုက်ပြီဆိုရင်အမှာ USA VPN Turbo Private Proxy ဆိုပြီးတော့အမှာ application တစ်ခုရှိပါမယ်။အဲဒါလေးကိုကျွန်တော်တို့က install လုပ်ပေးရမှာဖြစ်ပါတယ်ဗျ။ install လုပ်ပြီးပြီဆိုရင် VPN လေးကိုချိန်ရမှာဖြစ်ပါတယ်အဲအတွက်ကြောင့် VPN ထဲကိုဝင်ပြီးပြီဆိုရင်ကျွန်တော်တို့ connect လေးကိုနှိပ်လိုက်ပါမယ်ဗျ connect လေးကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ VPN ကဒီ USA location နဲ့ပွင့်သွားမှာဖြစ်ပါတယ်ဘာလို့လိုတာလဲဆိုတော့ကျွန်တော်တို့ USA TikTok account ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ location ကမြန်မာနိုင်ငံရဲ့ location ဖြစ်လို့မရဘူးပေါ့နော် USA ရဲ့ location ဖြစ်ရပါမယ်အဲအတွက်ကြောင့်ကျွန်တော်တို့ USA location ဖြစ်မဖြစ်ကိုလည်းသွားစစ်ပါမယ်ဗျအဲအတွက်ကြောင့်ကျွန်တော်တို့ Chrome browser ထဲကိုဝင်လိုက်ပါမယ်ဝင်ပြီးပြီဆိုရင်ကျွန်တော်တို့ search မှာ IP Fighter ဆိုပြီးရိုက်ရှာလိုက်ပါမယ်ဗျရိုက်ရှာလိုက်ပြီဆိုရင်ကျွန်တော်တို့အမှထိတ်ဆုံးမှာပေါ်လာမယ်ပေါ့နော်ထိတ်ဆုံးမှာပေါ်လာတဲ့ဟာလေးကိုနှိပ်လိုက်ပါမယ်အမှကျွန်တော်ရဲ့ country ပေါ့နော် country က US ဆိုပြီးတော့ပေါ်နေတယ်ပြီးရင် city ကကျတော့ US ရဲ့မြို့တစ်မျိုးပေါ့နော်အဲ့ဒါဒီပေါ်နေမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ရဲ့ location က country နေရာမှာမြန်မာတို့တခြားနိုင်ငံရဲ့ location ဖြစ်နေရဆိုရင်ကျွန်တော်တို့ US account ဆက်ဖွင့်လို့မရဘူးပေါ့နော်အမှ US အလံလေးနဲ့ US ဆိုပြီးတော့ country မှာပေါ်နေမှသာလျှင်ကျွန်တော်တို့ US TikTok account ကိုဆက်ပြီးတော့ဖွင့်နိုင်မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ TikTok account ကိုစတင်ပြီးတော့ဖွင့်ကြရအောင်ဗျအဲအတွက်ကြောင့်ကျွန်တော်တို့ plus လေးကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးပြီဆိုရင် search မှာ outlooklive.com ဆိုပြီးတော့ရိုက်ရှာလိုက်ပါမယ်ဗျရှာလိုက်ပြီဆိုရင်ကျွန်တော်တို့အောက်ကိုနည်းနည်းလေးဆွဲလိုက်မယ်ပေါ့နော်အဆွေဒုတိယနေရာနားလေးမှာ Outlook free personal email and calendar from Microsoft ဆိုပြီးရှိပါမယ်ဗျအဲဒါလေးကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့နည်းနည်းလေးဆွဲလိုက်ပြီဆိုရင်အမှာ create free account share ပေါ့နော်အဲဒါလေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီဆိုရင်အမှာ create account ဆိုပြီးတော့ new email ပေါ့နော် new email ဖြစ်ခိုင်းမယ်အမှာကျွန်တော်တို့ထားချင်တဲ့နာမည်ထားလို့ရပါတယ်အဲဒါလေးထားပြီးတော့ကျွန်တော်တို့ next ကိုနှိပ်လိုက်ပါမယ်ဗျပြီးရင်ဒီနေရာမှာကျွန်တော်တို့ password ဖြည့်ပေးရမှာဖြစ်ပါတယ် password ဖြည့်တဲ့အခါကျွန်တော်တို့ဒီကနန်းနဲ့အင်္ဂလိပ်စကားလုံးနဲ့ပေါ့နော်အလိုနည်းနည်း strong ဖြစ်တဲ့ password ထားမယ်ထားပြီးတော့ကျွန်တော်တို့မမိနိုင်တဲ့ password လည်းထားဖို့လိုပါတယ်ဗျအဲ့တော့ကျွန်တော်တို့ password ထားပြီးပြီဆိုရင်လည်း next လေးကိုနှိပ်လိုက်ပါမယ်ဒီနေရာမှာသူက password save လုပ်ခိုင်းနေဆိုရင်save လုပ်ထားလိုက်ပါပေါ့နော်တကယ်လို့ကျွန်တော်တို့ password ကိုအကြောင်းမေ့သွားတယ်ဆိုရင်ကျွန်တော်တို့ပြန်ကြည့်လို့ရမှာပေါ့ကျွန်တော်တို့က save လုပ်ထားတယ်ဆိုရင်လေပြီးရင်ဒီနေရာမှာကျွန်တော်တို့ရဲ့နာမည်ဖြည့်ပေးရပါမယ်ဗျနာမည်ကိုလည်းကျွန်တော်တို့ first name နဲ့ last name ဆိုပြီးတော့နာမည်နှလုံးဖြည့်မယ်ဖြည့်ပြီးပြီဆိုရင် next လေးကိုနှိပ်လိုက်ပါမယ်ဒီနေရာမှာအဓိကအရေးကြီးတာက country region ပေါ့နော် country region မှာကျတော့ United States ဆိုပြီးတော့ပေါ်နေရမှာပဲဗျ United States လို့မပေါ်ဘူးဆိုရင်ကျွန်တော်တို့ location ကမှားနေတယ်ပေါ့နော်အဲအတွက်ကြောင့် United States လို့ပေါ်ရပါမယ်ပြီးရင်အမှမွေးတက္ကရာဖြစ်ရပါမယ်ဗျမွေးတက္ကရာကလည်းကျွန်တော်တို့ session နှစ်အထက်ဖြစ်ရပါမယ်မွေးတက္ကရာဖြစ်ပြီးဆိုရင် next လေးကိုနှိပ်လိုက်ပါမယ်ဗျပြီးရင်ဒီနေရာမှာကျတော့သူက verification လုပ်ခိုင်းမှာပေါ့နော်အဲဆိုရင်ကျွန်တော်တို့ verification ကိုလုပ်ဖို့အတွက် next လေးကိုနှိပ်လိုက်ပါမယ်ဗျအမှ verification လုပ်တာလည်းလွယ်လွယ်လေးဖြစ်ပါတယ်ကျွန်တော်တို့အမှသူကညာဘက်မှာပေါ့နော်ကနန်းနဲ့sticker လေးနဲ့ပေးထားတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဘယ်ဘက်မှာသူနဲ့ညီအောင်သူနဲ့တဒန်းနဲ့ကြအောင်ကျွန်တော်တို့ကလုပ်ပေးရမှာဖြစ်ပါတယ်အဲ့လိုတဒန်းနဲ့ကြဖို့ကကျတော့ကျွန်တော်တို့အမှမြားပေါ့နော်မြားသူပေးထားတဲ့အောက်ကမြားကိုကျွန်တော်တို့အသုံးပြုပြီးတော့ရှေ့တူနောက်ဆိုလို့ရမှာဖြစ်ပါတယ်ဗျအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ verification ကနှစ်ခုရှိရပေါ့နော်ဒီရဲ့ verification နှစ်ခုလုံး complete ဖြစ်သွားပြီဆိုမှကျွန်တော်တို့ရဲ့ဒီရဲ့ TikTok account ဖွင့်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့လိုအပ်တဲ့ email ရမှာဖြစ်ပါတယ်အဲဆိုရင်ဒီရဲ့ verification ပြီးသွားရင်တော့ကျွန်တော်တို့ရဲ့ဒီ Microsoft email ကရသွားမှာဖြစ်ပါတယ်ဗျ Okay အခုဆိုရင်ကျွန်တော်ရဲ့ Microsoft email ရသွားပြီပေါ့နော်ကျွန်တော်ဆိုရင် TikTok account စဖွင့်တော့မှာဖြစ်ပါတယ်ဗျအဲအတွက်ကြောင့်ကျွန်တော်တို့ plus ဒီကိုထပ်ပြီးတော့နှိပ်လိုက်ပါမယ်ဗျပြီးပြီဆိုရင်ကျွန်တော်တို့ search မှာ tiktok.com ဆိုပြီးရိုက်ရှာလိုက်ပါမယ်ချလိုက်ပြီဆိုရင်အမှ login ဆိုပြီးပေါ်လာမယ်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဗျပြီးပြီဆိုရင်ဒီလိုလေးပေါ်လာမယ်ဆိုရင် login လေးကိုနှိပ်လိုက်ပါမယ်အဲဆိုရင်ကျွန်တော်တို့အောက်နာလေးက sign up လေးကိုပြန်နှိပ်လိုက်ပါမယ်ဗျနှိပ်လိုက်ပြီဆိုရင်အပေါ်ဆုံးက use phone or email လေးကိုတွားလိုက်ပါမယ် ပြ
ပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ကအရင်ဆုံးမွေးနေ့ယူရမှာပေါ့နော်ခုနကကျွန်တော်တို့အောက်လို့အကောင့်ဖွင့်ထားတဲ့အခါမှာထည့်ထားတဲ့မွေးတက်ကရစ်အတိုင်းထည့်ပြီးပို့ပြီးတော့အဆင်ပြေပါတယ်ဗျ session နဲ့ကြော်ရမယ်ပေါ့နော်အဲ့ဒါလေးကိုဖြည့်လိုက်ပါမယ်ဖြည့်ပြီးတော့ next ကိုနေလိုက်ပါမယ်နေပြီးပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့အဲ့လိုပေါ်လာမယ်ဆိုရင် email လေးကိုတွားလိုက်ပါမယ်ဗျတွားပြီးဆိုရင်ကျွန်တော်တို့ခုနက outlook email ဖွင့်ထားတဲ့ email ကိုဒီမှာလာပြီးတော့ဖြည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒါကိုမှန်ကန်အောင်တော့ဖြည့်ဖို့လိုပါမယ်ဗျ email ဖြည့်ပြီးဆိုရင် next လေးကိုနေလိုက်ပါမယ်ဗျပြီးရင်ကျွန်တော်တို့ဒီနေရာမှာတွား TikTok အတွက် password တစ်ခုလုပ်ပေးရမှာဖြစ်ပါတယ် password လုပ်တဲ့အခါမှာတတိထားဖို့ကကျွန်တော်တို့ကန်သက်ချက်နဲ့ခုလုပ်ထားရပါတော့ပထမတစ်ခုကကျွန်တော်တို့ရဲ့ password က8လုံးကနေ20လုံးအတွင်းမှာရှိရမှာဖြစ်ပါတယ်8လုံးအောက်ရောလို့လည်းမရပါဘူး20လုံးထက်များလို့လည်းမရပါဘူးဒုတိယအနေနဲ့ကကျွန်တော်တို့ဒီ letter တွေပေါ့နော်ဒါမှမဟုတ်ရင်ကိန်းကနန်းတွေအဲ့လိုတစ်ခုခုထည့်ပေးရမှာဖြစ်ပါတယ်ဗျကိန်းကနန်းနေနဲ့သူကupper case letter လို့ပြောတဲ့ဟာကြီးပေါ့နော်အဲသူပြောထားတဲ့အဲ letter တွေပါအောင်ကျွန်တော်ရဲ့ password မှာဖြည့်ပေးရမှာဖြစ်ပါတယ်ဗျ password ဖြည့်ပြီးဆိုရင်အောက်နာလေးက sign up လေးကိုနေလိုက်ပါဗျပြီးပြီဆိုရင်ဒီနေရာမှာ password မိတ်တက်တယ်ဆိုရင်တော့အပေါ်နာလေးက save လေးနဲ့ password လေးကိုတင်ထားလို့ရပါတယ်အဲဆိုရင်ဒီနေရာမှာကျွန်တော်ရဲ့ဒီခုနကဖွင့်ထားတဲ့ outlook email မှာသူကcode 8လုံးလောက်ပို့ပြီးမှဖြစ်ပါတယ်ဗျအဲအတွက်ကြောင့်ကျွန်တော်တို့များပြထားတဲ့နေရာလေးကိုနေလိုက်မယ်နေပြီးဆိုရင်ကျွန်တော်တို့ခုနက outlook ဖွင့်ထားတဲ့ mail ထဲကိုဝင်လိုက်ပါမယ်ဗျဝင်ပြီးဆိုရင်ဒီနေရာမှာဆိုရင် continue to inbox လေးကိုနေလိုက်ပါမယ်outlook email ထဲကိုရောက်ပြီဆိုရင်အမှသူကTikTok ဆိုပြီးတော့ message လေးဝင်နေရပါတော့သူက code 6လုံးပို့ပြီးထားပါတယ်ကျွန်တော်တို့code 6လုံးကိုကြည့်ပြီးတော့ခုနနေရာမှာတွားပြီးတော့ပြန်တွားဖြည့်ရမှာပဲဖြစ်ပါတယ်ဗျတခါတလေဒီနေရာမှာဒီလိုလေး error လေးဖြစ်တတ်ပါတယ်အဲ့လိုဆိုရင်လည်းဘာမှစိတ်ပူစရာမလိုပါဘူးဗျာကျွန်တော်တို့ဒီ Chrome browser မဟုတ်ဘဲねပေါ့နော်တခြား browser မှာတွားပြီးတော့ဒီလိုမျိုးပြန်ပြီးတော့လုပ်လို့ရပါတယ်ဗျာအဲ့ဆိုရင်ကျွန်တော်တို့ရဲ့ error ပျောက်သွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော် error တက်ထားပါတော့အဲ့ဆိုရင်ကျွန်တော်ရဲ့ phone မှာ share original browser ထဲမှာတွားပြီးတော့ပြန်ပြီးတော့ TikTok account ဖွင့်တဲ့အခါမှာရသွားမှာဖြစ်ပါတယ်ဗျာဒါပေမဲ့ဒီရဲ့ error မျိုးကတော့အားလုံးဖြစ်မှာတော့မဟုတ်ပါဘူးเนาะချို့တော်တွေပဲဖြစ်မှာဖြစ်ပါတယ်ကျွန်တော်ကတော့ခုနလို error မျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဖုန်းမှာရှိတဲ့ original browser ထဲကိုတွားပြီးတော့ပြန်ပြီးတော့ TikTok account ကို sign up လုပ်ခဲ့ရပါတယ်အဲ့မှဒါကျွန်တော်ဒီလိုလေးပေါ့နော် username ဆိုပြီးတော့ဒီ code ဖြစ်ပြီးချင်း username create username ဆိုပြီးတော့ပေါ်လာတာဖြစ်ပါတယ်ဗျအဲ့ဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီ username လေးကိုဖြည့်လိုက်မယ်ပေါ့နော် username ကိုဖြည့်ပြီးတော့အောက်က sign up လေးကိုနေလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်ရဲ့ US TikTok account ကအဆင်ပြေစွာပွင့်သွားပြီပဲဖြစ်ပါတယ်ဗျအဲဆိုရင်ဒါကတော့ကျွန်တော်တို့ဒီ browser ထဲမှာဖွင့်ထားရပါတော့ဆိုရင်ဒါကိုကျွန်တော်တို့ TikTok application မှာတွားပြီးတော့ login ပြန်လုပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ US TikTok ကအဆင်ပြေစွာပွင့်သွားမှာပဲဖြစ်ပါတယ်ဗျအဲဆိုရင်ကျွန်တော်တို့အခုဖွင့်လိုက်တဲ့ TikTok account US account ဟုတ်မဟုတ်စမ်းကြည့်ဖို့အတွက်အများပြထားတဲ့နေရာလေးမှာလို့အလုံးလေးပေါ့နော်အဲ့လိုအလုံးလေး share ဆိုရင်အဲ့ဒါ US TikTok account ဖြစ်ကြောင်းတည်တာပါတယ်အဲ့ဒါမှမဟုတ်ဘူးနောက်တစ်မျိုးနဲ့စစ်ချင်တယ်ဆိုလည်းရပါတယ်ဗျအဲ့အတွက်ကြောင့်ကျွန်တော်တို့ profile ထဲကိုသွားလိုက်ပါမယ် profile ထဲကိုသွားပြီးတော့အပေါ်နာလေးကအချောင်း3ချောင်းထဲကိုနှိပ်လိုက်ပြီးတော့ creator tool ထဲကိုဝင်လိုက်ပါမယ်ဗျဝင်ပြီးဆိုရင်အနာလေးမှာ monetization เนาะ monetization မှာအမှပါရှိမလဲဆိုတော့ creator rewards program ဆိုရရှိပါတယ်ဗျအဲ့ဆိုရင်အဲ့ဒါလည်းကျွန်တော်တို့ရဲ့ဒီ account က US TikTok account ဆိုတာတည်တာသွားပါတယ်ဗျအဲ့ဆိုရင်ဒါကတော့ကျွန်တော်ဒီနေ့ပြပြထားတဲ့ US TikTok account ဖွင့်နေလေးပဲဖြစ်ပါတယ်ဗျဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်လည်း like လေးပြီးခဲဖို့နဲ့ကျွန်တော်ကိုတစုံတရာအကြံပြုစရာရှိရဆိုရင်ဒါမှမဟုတ်ရင်ကျွန်တော်ကိုတစုံတရာဗီဒီယိုလုပ်ခိုင်းစီချင်တယ်ဆိုရင်ကျွန်တော် comment box မှာရေးပေးသွားလို့ရပါတယ်ဗျနောက်ထပ်လည်းကျွန်တော် social media နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုထပ်ပြီးတော့တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်းလုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ဗျအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ဗျ